တခါကအာနဝီပြည်ကဘရင်ဟာတောကစားထွက်ရင်းအာလာဝကဘီလူပိုင်ဆိုင်တဲ့နေမြေတွေကိုမှားယွင်းဝင်ရောက်မိသွားပါတယ်။ဘရင်ဟာမိမိအသက်ပေးကင်းဖို့အတွက်ဘီလူစီမှာဂတိတစ်ခုပေးခဲ့ရပါတယ်။အဲ့ဒါကတော့ဘီလူဆောက်ဖို့အတွက်လူတစ်ယောက်စီကိုနေတိုင်းပို့ပေးပါမယ်ဆိုတဲ့ဂတိပါပဲ။အချိန်ကြာလာတာနဲ့အမျှတနိုင်ငံလုံးမှာပို့စရာလူကုန်သွားတဲ့အခါနောက်ဆုံးမှာတော့ဘရင်ကြီးဟာမိမိရဲ့တူရဲတော်သားတော်အာနဝီမင်းသားလေးကိုပို့ပေးဖို့ဆုံးဖြတ်လိုက်ရပါတယ်။ဒီအချိန်မှာမြတ်စွာဘုရားရှင်ဟာဘီလူမှာတရားရနိုင်တဲ့အခြေအနေရှိတာကိုမြင်တော်မူတာကြောင့်ဘီလူရဲ့ဗိမာန်စီကိုကြွရောက်တော်မူခဲ့ပါတယ်။မိမိနေရာမှာသူစိမ်းတယောက်ရောက်နေတာကိုမြင်တဲ့အခါအာလာဝကဘီလူဟာအလွန်ဒေါသထွက်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့မိုးတက်မုန်တိုင်းတွေကြောက်ခဲမှုတွေနဲ့တိုက်ခိုက်ပါတော့တယ်။နောက်ဆုံးမှာတော့သူ့ရဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့ဒုတာဝုဒလက်နက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့မြတ်စွာဘုရားရှင်ရဲ့မြစ်တာတော်ကြောင့်အဲ့ဒီလက်နက်ဟာဘုရားရှင်ရဲ့ခြေတော်ရင်းမှာအန္တရာယ်မပေးနိုင်တဲ့အဝတ်တစ်ခုလိုဖြစ်သွားခဲ့ပါတယ်။အင်အားသုံးလို့မရမှန်းသိသွားတဲ့အခါဘလူးကဘုရားရှင်ကိုအဆက်ခွဲဖို့ကြိုးစားပြန်ပါတယ်။ယဟန်ဒီနေရာကထွက်သွားစမ်းလို့ဟောက်လိုက်တဲ့အခါမြတ်စွာဘုရားကအေးချမ်းစွာပဲအပြင်ကိုထွက်ပေးပါတယ်။ပြန်ဝင်ခဲ့လို့ခိုင်းတဲ့အခါမှာလည်းဘုရားရှင်ကစိတ်မပြတ်ပဲပြန်ဝင်ပေးပါတယ်။ဒီလိုမျိုး၃ချိန်တိုင်းစိတ်ရှည်လက်ရှည်လိုက်နာပြတာကြောင့်ဘလူးရဲ့မမာနတွေစတင်လျော့ပါလာပါတယ်။နောက်ဆုံးမှာတော့အာလာဝကဘီလူးကခက်ခဲတဲ့မိကွန်းတွေကိုမေးပြီးဖြေနိုင်ရင်ဖြေမဖြေနိုင်ရင်မင်းရဲ့နှလုံးကိုငါခွဲပစ်မယ်လို့ချင်းချောက်ပါတယ်။မြတ်စွာဘုရားရှင်ကအဲ့ဒီမိကွန်းအားလုံးကိုပြည့်စုံတဲ့တရားဓမ္မတွေနဲ့ဖြေကြားပေးခဲ့ပါတယ်။တရားဟာလူသားတို့ရဲ့အကောင်းဆုံးသောပစ္စည်းဥစ္စာဖြစ်ပြီးသစ္စာစကားဟာအချုံငိမ့်ဆုံးသောအရာသာဖြစ်တယ်လို့ဟောကြားတော်မူပါတယ်။ဒီတရားတော်တွေကိုကြားရတဲ့အခါမှာတော့အာလာဝကဘီလူးရဲ့ဒေါသတွေအကုန်ပြောက်ကွယ်သွားပြီးတောတာပန်အဖြစ်ရရှိသွားပါတော့တယ်။မင်းသားလေးကိုဘလူးကျွေးဖို့လာပို့တဲ့မင်းချင်းတွေရောက်လာတဲ့အခါမှာတော့ပြောင်းလဲသွားတဲ့ဘလူးကြီးဟာမင်းသားလေးကိုမတက်တော့ဘဲမြတ်စွာဘုရားရှင်ထံဆက်ကပ်လှူဒန်းလိုက်ပါတော့တယ်